အလုပ်ထဲမှာကျမတို့ခဏခဏကြားရတယ်ဒီတယောက်ကအလုပ်ကြောနဲ့တယ်လူကြောနဲ့တယ်အဲ့ဘာကိုပြောရလဲကျောင်းပြီးကစားအလုပ်ခွင်စပြီးတော့ဝင်တဲ့အချိန်မှာအလုပ်ထဲမှာကိုကို assign ချတဲ့text တွေကိုပေါ့နော်performance ကောင်းကောင်းနဲ့မလုပ်နိုင်လို့လူမှုဆက်ဆံရေးမှာကိုကfit in ပေါ့အဝင်ခွင်ကြားဖြစ်မနေလို့စာသင်ခန်းထဲမှာမတင်လာရတဲ့တခါမှမတင်ဘူးမကြားဘူးမတွေ့ဘူးတဲ့ကိစ္စတွေကိုလှုပ်ထဲမှာမစပြီးတော့တင်ရတယ်ကိုအမိလိုက်ရတယ်အရန်များတယ်အဲ့လိုကိစ္စမျိုးတွေတောင်းလို့ပုံနေတဲ့အချိန်မှာကျမတို့ဘန်းနောက်ဖြစ်ပြီးတော့ချုံမွဲချငိုဘူးတဲ့သူတွေရှိရင်လက်ထောင်ကျမထိတ်ဆုံးရပါပဲဒါမဲ့လေကျမပြောပြခြင်းနဲ့အဲ့ဒီကိစ္စတွေကဘယ်တော့မှပြီးသွားမှာမဟုတ်ဘူးဒီ career ထဲမှာကိုခြေချနေသူတွေဒီကိစ္စတွေကဘယ်တော့မှရပ်သွားမှာမဟုတ်ဘူးဒါပေမဲ့လောက်ထဲမှာအမြဲတမ်းတင်ယူစရာတွေလိလာစရာတွေ career မှာခြေချနေသူတွေအမြဲတမ်းရှိတယ်ကိုမကြိုက်တဲ့လူတွေ personally ရာ professionally ရာကိုသဘောမကျတဲ့လူတွေမချစ်တဲ့လူတွေမကြိုက်တဲ့လူတွေအမြဲတမ်းနေရာတိုင်းမှာရှိတယ်ဒီလိုပဲသင်ယူရင်လေးလာရင်းနဲ့ပဲပြဿနာတွေတစ်ခုပြီးတစ်ခုကိုရှင်းသွားတယ်ဒီလူနဲ့အဆင်မပြေဘူးဒါမဲ့လည်းရှောင်လွဲလို့မရတဲ့ပြဿနာမဆက်ဆံလို့မရတဲ့အနေအထားတစ်ခုရောက်သွားတဲ့အချိန်မှာโอเคသူတော့ငါမနဲ့အဆင်မပြေဘူးဒါပေမဲ့အလုပ်ထဲမှာဆိုရင်အလုပ်ပြီးအောင်သူနဲ့ငါနဲ့ဘယ်လိုညှိနှိုင်းပြီးလောက်ကမလဲဆိုတော့အဖြေကိုရှာရင်းနဲ့ပဲကျမတို့ကဒီလိုကိုမကြိုက်တဲ့သူတွေကိုမကျွမ်းကျင်တဲ့မပိုင်နိုင်တဲ့အလုပ်တွေကိုဘယ်လိုမျိုးအောင်မြင်အောင်ပြီးအောင်လုပ်ရမလဲဆိုတာအဖြေကိုသိသွားလိမ့်မယ်အဲ့ဒီအချိန်မှာမှလူကြောနှက်သွားတယ်အလုပ်ကြောနှက်သွားတယ်ဆိုတာအဲ့လိုလူကိုခေါ်တာ